အကြောင်းမြတ်စွာဘုရားဟောတယ်ဂတိ၅ပါးတော့တဲ့ဘယ်လိုလဲဆိုတော့ပင်စီမာနိဘိကဝေပင်စဂတိယောဘိကဝေတန္တရာဘေးလာမည်အရေးကိုမျောတွေးကြောက်တတ်ဟိုလူတော်ကောင်းတို့ဂတိဆိုတာကပင်စ၅မျိုးရှိပါတယ်ကတမဏိပင်စဘယ်လိုဂတိ၅ပါးလဲဆိုတော့နိရယာဂတိနိရယောနမနိတရိစ္ဆာနာယောနိပိတိဝိတယောဒေဝမနုဿာဒေဝဣမာနိကောဘိကဝေပင်စဂတိဂတိ၅ပါးရှိဂတိဆိုတာမြန်မာလိုပြောရင်ရောက်နာရဲ့နေရာနံပါတ်1နိရယာဂတိမရဲဘုံပေါ့နော်နံပါတ်2တရိစ္ဆာနာယောနိတရိစ္ဆာန်ဘုံနံပါတ်3ပိတိဝိတယောပိတ္တာဘုံနံပါတ်4ဒေဝနံပါတ်5မနုဿာအဲ့လိုမျိုး5မျိုးမှာငရဲပိတ္တာတရိစ္ဆာန်အဲ့ဒီနှစ်ခုကမကောင်းဘူးလူဘုံနဲ့နတ်ဘုံဒီကောင်းတဲ့ဂတိနှစ်ခုရောက်ဖို့အတွက်ကရှိကကောင်းမှုမရှိတာရောက်ပါလားမရောက်နိုင်ဘူးတော့အတိတ်ဘဝကအကုသိုလ်အများကြီးလုပ်တိုင်းအရှိ3ဂတိကတော့သိကြတယ်နိရယောငရဲကိုလွယ်နဲ့ရောက်နိုင်တယ်တရိစ္ဆာနာယောနိတရိစ္ဆာန်ဘဝလွယ်နဲ့ရောက်နိုင်တယ်ပိဋိပိတ္တာဘဝလွယ်နဲ့ရောက်နိုင်ပါတယ်အဲ့ဒီ3မျိုးကတော့ဘာကောင်းမှုမှမရှိလည်းပဲတို့မရောက်နိုင်ဘူးလားရောက်နိုင်တယ်နော်တရိစ္ဆာန်လေ